ရော့ချန်နဲ့ပွဲတဲပြီးရင်လက်ခံမလားလို့မေးလာကြတဲ့မီဒီယာတွေကိုအခုလိုမျိုးပြတ်သားစွာတုံ့ပြန်လိုက်တဲ့ကျော်စော်ဝင်း1 Championship ရဲ့စနစ်ထက်မှာပွဲထွက်လာခဲ့တဲ့ကျော်စော်ဝင်းကတော့အခုဆိုရင်ထိုင်းမီဒီယာတွေကပါကျော်စော်ဝင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရှိလာကြပါပြီ။ပြီးခဲ့တဲ့23ရက်နေ့ကကျင်းပခဲ့တဲ့139ပြိုင်ပွဲကြီးမှာတော့ကျော်စော်ဝင်းကဂျပန်ဖိုင်တာမူကာစီရိုနဲ့ရှင်မိုင်ထိုးသက်ခဲ့တာဖြစ်ပြီးတော့ဒုတိယအချီမှာပဲမူကာစီရိုကိုအလဲချိုးနဲ့အနာယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဂျပန်ဖိုင်တာမူကာစီရိုဆိုတာကတော့ပေါ့ပေါ့တေးသေးဖိုင်တာတယောက်တော့မဟုတ်ပါဘူးရှင်။1မှာသူက6ပွဲကစားထားပြီးတော့9ပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတဲ့ဖိုင်တာကောင်တူပါ။သူနိုင်ခဲ့တဲ့ပွဲတွေကလည်းအလဲချိုးနဲ့နိုင်တာကများပါတယ်။ဒါကြောင့်မူကာစီရိုက1 Championship မှာဆိုရင်တော့အတွေ့အကြုံရှိတဲ့ဖိုင်တာတယောက်ဖြစ်တယ်လို့ short တွဲလို့မရတဲ့ဖိုင်တာထဲမှာလည်းပါပါတယ်။ကျော်စော်ဝင်းကတော့ဒီလိုကောင်းလာပါတယ်ဆိုတဲ့ fighter ကိုပထမပွဲစဉ်မှာကလေးကအလဲချိုးနဲ့အနာယူက bonus ကိုပါသိမ့်ပိုက်ပြလိုက်ပါပြီ။ကျော်စော်ဝင်းရဲ့စွမ်းဆောင်ရည်ကိုအားလုံးကတော့သဘောကျနေကြတာကတော့အမှန်ပါပဲရှင်။ဒါကြောင့်လဲပွဲပြီးအင်တာဗျူးမှာဆိုရင်ကျော်စော်ဝင်းအနေနဲ့မွေထိုင်းဘီယန်ရော့ချန်နဲ့ပွဲတဲပေးလာခဲ့မယ်ဆိုရင်လက်ခံမလားလို့မေးလာကြတဲ့အပေါ်မှာကျော်စော်ဝင်းကတော့ဘသူနဲ့ပွဲတဲပေးပြီးတတိကထိုးခိုင်းမယ်ဆိုရင်အားလုံးကိုရင်ဆိုင်လက်ခံထိုးသွက်သွားမယ်ဆိုပြီးတော့ပြတ်သားစွာနဲ့တုံ့ပြန်လိုက်ပါတယ်။တကယ်ကိုစမသေးတဲ့ကြော်ကြီးပါပဲရှင်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့1 Championship ကပွဲတဲပေးပြမပြမသိရသေးပေမဲ့ကျမတို့မြန်မာပရိသတ်တွေကတော့နှစ်ချမ်းကွဲနေကြပါပြီ။ကျော်ကြီးရေစောသားစောချတာချရော့ချန်ကမကုံကောင်းပြီးအသေးမာတဲ့ fighter ဆိုပေမဲ့ချက်ကောင်းထိမခံနိုင်ပါဘူးဆိုတဲ့အဖွဲ့ကတစ်ဖွဲ့နဲ့ကျော်ကြီးကိုအညွန့်ချိုးချင်တာလားအခုမှ1 Championship မှာစချိုးပြီးတပွဲသာနိုင်သေးတာဆိုတဲ့အဖွဲ့ကတစ်ဖွဲ့နှစ်ဖွဲ့ကွဲနေပါတယ်။ကျော်ကြီးအနေနဲ့ကတော့မွေတိုင်းပြည်ရော့ချန်နဲ့ရင်ဆိုင်ထိုးသက်မယ်ဆိုရင်တော့အများကြီးလေ့ကျင့်ကြိုးစားရအောင်ပါပါ။အရှောင်းအတိတ်အဝန်းအတွက်အထူးသဖြင့်တထောင်ရိုက်ချက်တွေကိုပိုင်နိုင်လေ့ကျင့်ထားဖို့လိုအပ်ပါမယ်။ရော့ချန်ရဲ့လက်တီးပြင်းအားကပွဲသိမ်းနိုင်တဲ့အထိအပြင်းသူတယောက်ဖြစ်တယ်လို့မွေတိုင်းမှာဆိုရင်လည်းတပိုင်းရင်ဝိုင်းရင် fighter 2ပါ။ကျော်စော်ဝင်းကအခုမှမွေတိုင်းဘက်ကိုကူပြောင်းပြီးပွဲအတွေ့အကြုံကနှုတ်ပါသေးတယ်ရှင်။1 Championship ကလည်းကျော်ကြီးကိုရော့ချန်နဲ့ချက်ချင်းပေးတွေ့မှာတော့မဟုတ်သေးပါဘူး။ရော့ချန်နဲ့မတွေ့ခင်မှာတခြား fighter တွေနဲ့အရင်တွေ့ရအောင်ပါပါ။ပရိသတ်တို့လည်းမလုံးစေချင်သေးပါဘူး။တဆင့်ချင်းစီသွားတာကအောင်မြင်မှုကိုပို့ပြီးတော့ခိုင်မာစေပါတယ်။1 Championship မှာချန်ပီယံခပ်မျှော်မှန်းလို့ရတဲ့ fighter ကကျော်ကြီးရှိနေပါပြီ။ပြိုင်ဘက်ဂျပန် fighter မိုကာစီရိုကိုတိုင်းကျော်ကြီးကိုတနေ့ချန်ပီယံဖြစ်လိမ့်မယ်လို့လည်းပြောခဲ့တာပါ။ပွဲမစခင်မှာတော့ဂျပန် fighter မိုကာစီရိုအနေနဲ့ကျော်စော်ဝင်းကိုအထင်သေးစကားပြောဆိုခဲ့ပေမဲ့ကျော်ကြီးရဲ့လက်သည့်အရသာမြင့်စံအပြီးမှာတော့ကျော်ကြီးအကြောင်းကောင်းကောင်းသိသွားပုံရပါတယ်။ကျော်စော်ဝင်းရဲ့ကြိုးစားအထောက်မှုဆရာထက်သန်မှုတွေကချန်ပီယံဆိုတဲ့စင်မြတ်ထက်ကိုရောက်ရှိစေမယ်ဆိုတာကတော့အသေးအချပါပဲ။လက်ဝဲမှာလည်းအောင်မြင်တယ်လို့အခုမွေထိုင်းမှာလည်းအောင်မြင်မယ်ဆိုတာယုံကြည်ပါတယ်။ဘက်တက်ဂျင်မှာအဖွဲ့သားတွေအားလုံးရဲ့ချစ်ချင်းကိုခံရရတယ်လို့အထူးသဖြင့်တော့ Y2K နဲ့ Stan တို့ရဲ့တက်တက်လို့ချစ်ခင်ချင်းကိုလည်းခံရတာဖြစ်ပါတယ်။မကြသေးခင်ကလည်းဂျပန်ဖိုင်တာတာခေယူကဖက်တက်ဂျင်လာရောက်ပြီးတော့ကျော်စော်ဝင်းနဲ့တွေ့ဆုံတဲ့ပုံရိပ်လေးတွေကိုလည်းသူ့ရဲ့မီဒီယာချက်မှာတင်ပေးထားတာကိုတွေ့ရပါတယ်။မြန်မာပြည်သက်တွေတာမကထိုင်းပြည်သက်တွေရဲ့အားပေးခြင်းခံရတဲ့ကျော်စော်ဝင်းကိုမကြာမီ1 Championship မှာချန်ပီယံအဖြစ်မြင်တွေ့ချင်နေကြပါပြီရှင်။ကဲပြည်သက်ကြီးတို့ရောလက်တလောကျော်စော်ဝင်းကိုရော့ချန်နဲ့ပေးတွေ့မယ်ဆိုရင်ဘလို့ရလက်ထွက်ပေါ်မယ်လို့ထင်ပါလေ။ကျော်စော်ဝင်းအနေနဲ့အခုချိန်မှာရော့ချန်နဲ့လက်ခံတွေ့ဆုံနိုင်မှုအရေးချင်းတွေပြည့်စုံနေပြီလားဆိုတာလဲထင်မြင်ချက်လေးတွေကိုမှတ်ချက်ရေးပေးခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။